Oh shit ကျွန်တော်ဆိုးရင်လည်းအတိုင်းပဲဗျအသေးလေးတွေဆိုစားပြီဟုတ်တယ်မရဘူးမရဘူးတော့ Oh my gosh ကြီးပါ Yeah Oh yeah အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ရေတစ်ခေါက်ကဒီနေရာကိုကျွန်တော်လာပြီးသွားပြီကြည့်ပြီးသွားပြီလေ့လာပြီးသွားပြီများလို့ရမယ့်ဟာတွေနဲ့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့များဆုံးဖြစ်ပါတယ်အဲ့တော့ဘိုင်းနဲ့ဘယ်လိုများမယ်ဆိုတာလဲကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်ကျွန်တော်ညီကိုတွေဒီဗီဒီယိုလိုက်ကြည့်ပါခုဒါကတော့ကျွန်တော်တို့ကံပတ်လေကိုရွေးပြီးတော့အကောင်းဆုံးနေရာမှာကျွန်တော်စကန်ချပြီးတော့ဒီညစောက်မယ်တညလုံးစောက်မယ်ညမယ်ရတော့မလို့ပြောလိုက်ပါတယ်โอเคဒါပဲအဲ့ဒါများမလားမများဟိုကနဲပါလိမ့်မယ်တိုးဆက်ဦးဒါဒီလိုအဘတာပဲလိုအုပ်ကြည့်အားမကြည့်တဲ့အပေါ်ပဲကြည့်ဒါလည်းပြီးတော့ပြန်လုံးတင်မယ်ဒီပေါ်မှာတို့ဟုတ်ပြီရလေကိုတဲ့ဒီလောက်ဆိုရပြီဟမ်ရပြီလာလေးသေးလို့ဒီကကျိုးတိုးကဲဒါဆိုတော့ကျွန်တော်တို့ဒီညအတွက်အိတ်ဖို့နေရာရသွားပြီဖြစ်ပါတယ်ဒီနေ့ရေကတ်ချိန်လေးနီးလာပြီကဲခုဒါကကျွန်တော်တို့တဲလဲပြီးသွားပြီပေါ့နော်ညအိတ်ဖို့ပြီးတော့ညဖို့အတွက်အဆင်ပြေသွားပြီတော့အစာနဲ့ပတ်သက်ပြီးကျွန်တော်လည်းရှင်းပြပေးမယ်အခုဒီရတော့ဒါကျွန်တော်အမှုန့်စာပေါ့နော်ဒါ GF Blue အစာရယ်ကျွန်တော်တို့ဖွဲရယ်ပြောပြီးတော့ကျွန်တော်လုပ်ထားတယ်ဒါကြတော့ကျွန်တော်ပေါင်မုတ်ကိုတော့အချင်းဖောက်ပြီးတော့ပါခက်စီစီလေးနေထားမှာပေါ့နော်ကျွန်တော်တို့များမဲ့ငါးကရေပေါ်အစာကိုအဓိကထားပြီးတော့များမှာဆိုတော့ဒီအမှုံကြအောင်ပေါ့နော်ကျွန်တော်သေချာပြင်ဆင်ထားတယ်ဒါကကျွန်တော်ပေါင်မုတ်ကိုဆိုတော့လုံးဝအမွားနေအောင်ကျွန်တော်ခြေထားတယ်အဲ့ဒါကိုပြီးမှကျွန်တော်ရေစွတ်ပြီးတော့အစာလုံးရေစွတ်ပြီးတော့ကျွန်တော်ဒီဟာစိတ်မယ်စိတ်ပြီးသွားရင်ကျွန်တော်ပြစ်မယ်ပေါ့နော်အဲ့လိုပြစ်လို့ရှိရင်ကျွန်တော်ဒီအမုံတွေကငါးဒီဂျိတ်ကနေပြီးအောက်ကိုကျနေပဲအဲ့ဒီကျနေတဲ့ဟာကိုမှငါစားမှာအဲ့တော့ဒီမှာလဲကျွန်တော်တို့အစာခွက်လဲကျွန်တော်တစ်မိနစ်လုံးဖောက်ထားတာဆိုတော့အစာလဲ9ဝက်လောက်ပြီးတော့ထင်တယ်ပေါ့နော်အဲ့တော့စပြီးတော့ညားလို့ရပြီဒီညနေနဲ့ညဘက်ကိုတစ်ချက်အားပြုပြီးတော့နားကြည့်မှာဖြစ်ပါတယ်โอเคအဲ့တော့ let's go ဆက်မယ်အခုကျွန်တော်တို့ကဒီကန်ကရေစုရေပေနက်ကပေ30လောက်ရှိတယ်ပေါ့နော်အဲ့တော့ဒီပေ30လောက်မှာကျွန်တော်ကအပေါ်ပြီးတဲ့ဒါပဲများပါဆိုတော့ကျွန်တော်ဒီ stopper ကိုကျွန်တော်ရေကြိုးပေါ့နော်ရေကြိုးကို2ပေလောက်မှာပဲထားပြီးတော့ပြင်မှာဖြစ်ပါတယ်ဒီမှာခဲပေါက်ကျပါမယ်နော်ခဲပေါက်ကျပါမယ်ဒီမှာဖော့ပါမယ်အောက်မှာစပစ်ခိုင်လောက်ထားတဲ့အစာပဲပါဟုတ်ပြီနော်အဲ့တိုင်းကိုကျွန်တော်တို့ပြင်မှာဖြစ်ပါတယ်ဒါဒီပေါ်မှာတော့မဟာဓာတ်လိုက်တစ်ခုရှိတယ်အဲ့လေးကိုကျွန်တော်တို့ view site ပြီးတော့ပြရမှာဖြစ်ပါတယ်ကြာကျွန်တော်ဒီနေ့က challenge တစ်ခုရှိရပါတော့ဒီ2500 site ပေါ့နော် Sienna Shimano ကိုကျွန်တော် P1.5 ထည့်ထားတယ်အစာနဲ့ GW MH medium light ပေါ့နော်ဒီကိုင်းနဲ့ကျွန်တော်တို့ challenge တစ်ခုလုပ်ထားတာပေါ့နော်ထိရင်ယူနေအောင်ကြောင်းရမယ်လို့ကျွန်တော်ထည့်ဒါပေမဲ့ပြောမရအောင်ငါဆိုရအမျိုးကအဲ့ပေါက်ကရ40လုံးလို့ရှိရင်ထိကိုထိတတ်တယ်အဲဒါကြောင့်ကျွန်တော်နှစ်ချောင်းစင်ထားတယ်တကယ် main ကြားတွေ main ဂိုင်းတွေကြားထဲမှာကျွန်တော်နှစ်ချောင်းမြုပ်စမ်းကြည့်လိုက်နော်ငါတို့မစားရည်ဒီလုံးနေပြီခုကကျတော့ကျွန်တော်တို့တွေဒါစာကောက်ထိုင်တော့မှာပေါ့နော်ဒီနားကလည်းကျွန်တော်စာပတ်ပြီးပါပြီဒါမှပြင်းလို့ပါဘာမှလုပ်ကြမရှိဘူးကျွန်တော်တို့မှာခါကျင်ဦးလေးတွေဟိုဟာ Irish Shack ကနေပြီးတော့ဟိုဝယ်လာတာပေါ့နော်ခါကျင်ဦးလေးတွေရှိရဲအဲ့ဒါလေးတွေကိုကျွန်တော်တို့ဒါလေးခြေပြားလေးမှာတက်ပြီးတော့ဒီအသေးလေးနဲ့ပေါ့နော်ဒီမှာရှိတဲ့တောငါးလေးတွေကိုစာပြီးများကြည့်မှာဖြစ်ပါတယ်
ပေါင်းငါဆိုမြို့ငါတော့မဟုတ်ဘူးနော်ကြည့်တာနော်လုံးဝကျွန်တော်တို့ရင်းပြည်စီတော့ဘာဝကြည်မဖြစ်ပါလေတော့သူမရိုင်းနေရတော့သူတို့ဒီခါချင်းဥတို့စာမျိုးတွေသူတိတ်ကြိုက်တာဗောနော်ကဲကျွန်တော်တို့ဒါအများချိန်နိုင်ဝက်ဝင်းကျင်တော့ရှိပါပြီနိုင်ဝက်ဝင်းကျင်မှာစတင်ပြီးတော့ငါးလေးထိုးတယ်လို့ပဲထင်ပါတယ်ချက်ပေးတာရောမြင်နေရပြီဗောနော်โอเคဒါအခုကျွန်တော်တို့တွေပထမတစ်ကြော့အတွက်စာပြီးလဲမှာဖြစ်ပါတယ်ကျောင်းအခုကျွန်တော်တို့ဟာဗောနော်9နာရီရှိပါပြီငါးတွေလည်းကတ်လာတယ်လို့ထင်ပါတယ်ကျွန်တော် foreigner မှာတောက်လျှောက်ပွတ်တဲ့အတန်တွေလည်းကြားရတယ်ဗောနော်ငါတော့မထိသေးဘူးခုချိန်ကြီးတော့ကျွန်တော်တို့ချိန်ပေးပြီးတော့ထပ်ဆောက်အောင်မယ်နောက်တနာရီလောက်နေရင်ကျွန်တော်တို့အစာလဲမယ်ပြန်ပြစ်မယ်လောလောဆယ်တော့ဟိုတော့ခဏတော့သမင်းစားနားမှာဗောနော်အဲ့ချိန်ထွက်မှာပဲလွေလောင်းလည်းမသိဘူးဆွဲမယ်ကဲဒါတော့ကျွန်တော်တို့တွေညစာကိုအဆင်ပြေအောင်ပဲစက်တိုင်းလေးနဲ့ဖြစ်တယ်လို့စားလိုက်ပါတယ်တစ်ဖက်လုံးလေးလည်းပါပါတယ်စားနေတော့ကိုယ်တိုင်ရိုက်မပြပြပါဘူးစားလို့ကုန်သွားမှပဲပြပြပါတယ်ကဲထားတယ်နော်စားလို့ပြီးသွားပြီဆိုတော့ခဏနေကျွန်တော်ငါးထွက်တဲ့အချိန်ကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် Okay let's goဟုတ်ပြီပါတယ်မှာ ကျွန်တော်ဆိုးရင်လည်းအတိုင်းပဲဗျအသေးလေးတွေဆိုစားပြီကျန်တဲ့အားလည်းလုံးဝမကြီးငါ့ဟိုဘက်ကကျိုးတွေတိမ့်မှရတော့မယ် ကိုတဲ့ဝိုင်းတိုင်းမရမယ် ကျိုးတွေတိမ့်Oh shit ဒါကျွန်တော်ဆိုးရင်လည်းအတိုင်းပဲဒီကောင်ကဘယ်လိုခေါ်မလဲဆိုပစ္စည်းဒီကျိုးက 1.5 ကွာနဲ့2000ခန့်ရ size ဆက်ပြီးတဲ့မှာမီတာ150ပဲပါတယ်မဖြစ်နိုင်ဘူးထင်တယ်ကျွန်တော်ထင်တယ်နော်ကျွန်တော်စွမ်းကုန်ကြိုးစားမယ်နော် Oh my gosh အခုမင်းလေးတက်ကုန်လုံးကုန်ပြီကုန်လုံးကုန်ပြီ ဘာငါတဲ့ကွာအိုးငါတဲ့ဝါငါတဲ့ဟောတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောပြခဲ့သလိုဒီကောင်တွေကဘယ်လိုလဲဆိုဒီဂျိတ်နာပြီဆိုတာနဲ့ဂျိတ်ဖက်ကိုပြန်ပြေးတဲ့ဟောက်ချင်းရှိရတယ်ဗျာဆုံးလို့မရမောင်လည်းခြုံနဲ့တိုးပြီအကောင်တော့မသေးတော့ဘူးဘာမှမသေးတော့တော့ကိုတဲ့တရားတိုင်းပါရစီကိုရဒီကချပူမယ်အိုး
ဟုတ်ပြီပြန်ပြုတ်တယ် အဲ့ဒါကျွန်တော်မသိဘူးရောလုံးပါလေနော်ကျွန်တော်မသိဘူးခါပါ ကာနည်းနည်း ခရီးပြန်ယူကျောက်ပါအပေါ်ကျမှဖြီးမယ်ကျွန်တော်လုံးလိုက်အကုန်ဟိုဖြစ်သွား ဒီနားရောက်လာပြီဒီနားရောက်လာပြီ ပေါ်ပေါ်နှလုံးကညှိပြီးပြန်ပါလာတယ်အဲ့ကြောင့် မပါတော့ ပါတယ်ရှိ ပါတယ် ဟုတ်ကဲနေတော့ပြဟုတ်တယ် မတော်ဘူးမတော်ဘူးတော့ Oh my gosh ပြီးပါငါရုပ်လို့ပြုတ်တော့မှာ ဟုတ်တယ် ရှုပ်ပြီးအရှုပ်တော့မှာဘုံတရားဆွဲဟိုဆွဲနေဘုံ ညက်ဒီပါရောညက်မနိုင်တော့ဘူးလေ မိရမ ရှိပါရဲ့တိုက်ကြီးပါလာ အဲ့ဒီပါပါ ခဏတော့မောပြ ဘာစမ်းခွင့်ပြုံးပါ no no ကို ကိုနေခဏလေးကိုတဲ့နေ လက်မမရ တိုင်းနဲ့ထောက်ပါရတယ်ဓမ္မီအောင်မြင်လို့ပြန်ပြီးရ အာဟိုဆုံး ဘူးပြန်ရုံးပြန်ရသူပြန်ရုံးမှလွတ်မှာဒီအေးဟုတ် ဟုတ်အေးလို့ ဟုတ် ခဏချက်တာ no အာကြောက်ဘိုးကြီးကဒီဝါရောက်နေပြုတ်သွားပြီလား ပြုတ်သွားရတယ်နဲ့ ဘိုးကြီးကဒီမှာလေ ပြုတ်သွား ဟာဦးဘာဖြစ်တော့စောက်အောင်ပါရောနော်တော့ဘလို့မှစူးစမ်းလို့မရဘူးရေးရတာနဲ့တယ်ဒီနားဒီအောက်မှာလည်းဆင်းလို့ကလောမရအောင်ပေဒီနားမှာကိုပေ20လောက်ဖြစ်နေအဲ့တော့ကိုပြောမလဲဒါဆိုးတာပဲအဲ့ဒီကျွန်တော်တို့ကကျိုးမပြတ်ခဲ့ပါဘူးကွာနော် B1.5 နဲ့10လောက်တော့ရှိပြီဗျာခုနကB1.5 နဲ့ချိန်10ဝင်းကျင်လောက်တော့ရှိပြီရှယ်ပဲโอเคညတော့အားရှိပါရဲ့ဟာ8နာရီခွဲလောက်မှာ9နာရီပဲထားပါတော့ဗျာအဲ့လိုမျိုးထိသွားလိုက်တော့သိရမလားလူကကောက်သွားကွာအဲ့ရတော့မလို့ဆက်ပဲများမလို့အဲ့လိုဖြစ်တယ်ရင်ထဲမှာခိုးလို့လေကြီးတယ်ဗျာငါဒါပေမဲ့ဘလို့မှမလွယ်ဘူးလေကျွန်တော်နေခင်းလေးကကျွန်တော်စိုးရိမ်တဲ့အတိုင်းပဲဒီနားမှာပြဿနာတက်မယ်ဒါတော့ငဒံမို့လို့နော်ခေါင်းပွားတာဆိုရင်ပိုဆိုးမှာကျွန်တော်သိရခေါင်းပွားပတရားထိုးပြေးတယ်အဲ့တော့စာရီပြန်ရုပ်ပြီးပဲအိတ်တင်လာဒါမို့ချရတဲ့လာဗောနော်ဘလို့ပဲဖြစ်ရန်တော့ရင်ခုံကိုခေါင်းပါပါပြီအဲ့တော့ကျွန်တော်ညီကိုတွေလည်းထပ်တူရင်ခုံမယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်တို့ coffee jam တစ်ခွက်ထပ်တောက်ထားပါတယ်နောက်ထပ်တော့2နာရီလောက်ထပ်ဆောင်ကြည့်လိုက်မယ်ည7နာရီနောက်ပိုင်းလောက်မှာပဲအိပ်ဖြစ်မယ်တင်ပါတယ်โอเคအားလုံးပဲဆက်ဆောင်လိုက်ပါဦးမယ်ကဲဒီနေ့ညတော့7နာရီထိုးရတယ်ဆိုတော့အိတ်ချင်ရောက်ပါပြီအိတ်လိုက်ပါဦးမယ်မနက်မှပြန်တွေ့မယ်ဘိုင်ဘိုင်ကျွန်တော်အစာရောချတာငါဆွဲတော့អော်လိမ့်မယ်အားလုံးမင်္ဂလာမနက်ခင်းပါ
ငါတော့တက်မဆွဲဘူးထင်ပါတယ်ညာโอเคစားလဲမယ်ငါးများမယ်ကဲဒါတော့ကျွန်တော်တို့မနက်စာမူပင်ထမင်းမောင်းဖြစ်ပါတယ်ကျွန်တော်ပန်းတော်မျိုးက Uranus လက်ဖက်ရည်ဆိုင်ကနေပြီးတော့မြစ်တာနဲ့ပို့ပေးလိုက်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကဲခုဒါမနက်10နာရီပေါ့နော်အစာလဲတစ်ခေါက်ကျွန်တော်လဲပြီးပါပြီပါလာအစာအကုန်လုံးကုန်သွားပြီဒါပေမဲ့စိတ်ပူကြမရှိဘူးကျွန်တော်ဒါစိတ်ဆိုးနေတဲ့ငမန်းကြီးကနေပြီးတော့ကျွန်တော်အစာတွေပေးတာရှိရောနော်စိတ်ဆိုးနေတဲ့ငမန်းကြီးကတော့ဒါဟို angry shot ပေါ့နော်ကိုစိုးမောင်ထုတ်တာကိုစိုးမောင်ထုတ်တာ angry shot သူ့စာကျွန်တော်တစ်ခါမှမသုံးဘူးသေးဘူးဒါပေမဲ့ဟိုမိုက်တယ်သူ့စာလေးလေဒီနေ့ကျွန်တော်သားလေးစမ်းကြည့်မယ်ဘာပါလဲဆိုတော့သူ့စာထဲမှာကျွန်တော်ဖွဲလောင်မွေးပေါ့နော်နံပါတ်1ဖွဲလောင်မွေးဖွဲကိုသူတို့လော်ပေးထားတယ်ဒီပါကင်လေးလေအမှအထက်မှာမြင်အောင်သူတို့တခြားလုပ်ပေးထားတာပေါ့နော်ဖွဲလောင်မွေးပါတယ်နောက်တစ်ခုကကျတော့ဒါသူငချင်းစာပေါ့နော်ငချင်းစာငချင်းစာဆိုတော့ဒီကောဘာလုပ်ပြမလို့ရေနဲ့နေလိုက်အောင်မယ်အဆင်ပြေတယ်အဲ့ပါတယ်ဒါတော့ဟိုငါးစာပေါ့ဒါလာမွေးငါးလည်းကျွေးလို့ရတယ်လို့သူကတော့ပြောတယ်ကျွန်တော်ကတော့လာမွေးငါးတွေပါတိတ်စိတ်မပါဘူးဒီထက်ကကိုကျုံးမဲ့ကောင်တော့ကိုစိတ်ပါတော့ဒါလည်းရောနေလိုက်မယ်โอเคအဲ့တော့ဒါဟိုပါပေါ့ဒါကလည်းတင်ညာပေးရတယ်မဟုတ်ပါဘူးဒါကျွန်တော်သုံးကြည့်မယ်ကောင်းလဲကောင်းပါလေသူကိုယ်တိုင်လည်းရှယ်ဆန်းပြီးတော့မှ၄ခွက်ကိုထည့်ထားတဲ့ငါးစာပါဒါဟိုပါပေါ့စိတ်ဆိုးနေတဲ့ငမန်းကြီးလို့ဆိုင်တွေမှာပြောဝင်ရပါတယ်ပေါ့နော်โอเคအဲ့တော့ဆွဲလိုက်အောင်မယ်ကဲဒါတော့ကျွန်တော်တို့တွေဒုတိယမြောက်ညကိုရောက်လာပြီပေါ့နော်တနေ့ကင်းလုံးလဲစောက်နေပြားတယ်ပြစ်တယ်ကျွန်တော်မျိုးစုံကြိုးခုံပြီးတော့စူးစားတော့လဲပဲဒီနေ့ညကျွန်တော်နောက်ဆုံးပိတ်ကောအိမ်နဲ့လွယ်ရမလားခွက်ဆေးပြီးပြန်ရမလားဆိုတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးလို့ပြောရင်းနဲ့โอเคထွက်ပြီထွက်နေYeah. Oh yeah. GoPro တစ်ချက်လောက်ကိုတဲ့ယူပေးတယ်နော်။ဟာ။မတမ်းမဲကိုတဲ့။တန်များ။ကောင်းပြီ။ဒါကကျွန်တော်အိမ်ထဲမှာငါးညံ့လာလို့ရှိရင်။ဟုတ်ပြီ။ကောင်းပြီရော။အော်ဟုတ်ပြီဒီလိုပြောပြန်ပြောမရှုပ်ဒီတန်းကျုပ်ဦးမလဲရှုပ်ဒီဘက်လာလားကိုဒီဘက်လာလားအဲ့မှာပတ်မယ်နော်ဒီကအ ပေါ်မဝင်အာမဟုတ်ဒီကောင်အောက်ကဟုတ်တယ်ရအောက်ကပြန်လွတ်ပါ မလို့သေးဘူးမလို့ဘောငါမလို့သေးရှိဟုတ်ကိုင်းနဲ့လွတ်သွားတာဟုတ်ကျန်နောက်ပြန်မှာပြောရထားရလူကြီးကိုစင်းရမယ်တော့ဟေးမာဟာ ဒီဘက်ထွက်လာဒီဘက်လာဒီဘက်လာ哇ကြီးပဲအိုးဖြည်းမြင်းကြောင်းကြီးရဝါ
အေးထွက်တယ်အာမဝင်တော့ ဟောမလား မလုံး ဒီခင်းနေရအောင်ခင်းတော့ တော့ဝိတ်မနိုင်ဘူးအိုးတစင်ရှိတာ ဟိုမှာ အဲ့ဒါဘူးရှိဒီလလန်းမရဒီဝင်မလား ဟမ် ဒီမြောက်ကြော်ကြီးနေအောင်နော် ရှိသေးလား ရှိသေးတယ် ရှိတယ် ကျွန်တော်အများအားစိုးရင်တယ်လို့ပဲဗျာအိုင်နာရောက်ရင်ပြဿနာပေးပြီကျွန်တော်တို့ညီဝိုက်ကွာတော်တော်လေးပဲ ရှိရောတယ် ငါမမြင်အောင်ပေါ့ ချိတ်ရဲ့သဘောကသူကပူကောင်နေနဲ့ထောက်ပြီးတော့တည်ရမလား အဲ့ပင်တွေကိုသွားချိတ် ကြီးတော့ဒါကြီးကပူအောင်လှသေးရဲ့ဟာကဲဘယ်လိုပဲဖြစ်ပါဗျာဟိုပြန်လွတ်မှာပဲလေနော်ဒီနာကတော့ဒါကျွန်တော်တက်ကွင်းတွေကိုရအောင်ခေါ်လာနိုင်တယ်ဘလို့မှဒီအတားစီးကိုကျွန်တော်ကကြော်လို့မရဘူးဖြစ်နေတာဗောနော်ဖြစ်နေတာဆိုဆောင်းကုန်ကြိုးစားတယ်မရဘူးကွာဒီထဲကိုဝင်လာဒီအောက်မှာသူကဒီဘုံကျဲရဲ့သဘောက explosion ဟူတွေကသူဘေးမှာအဆွဲတွေအများကြီးပါတော့အဲ့ကောင်တွေနဲ့ဒီမြက်တွေထဲကိုဝင်သွားပြီဆိုရင်ဟောဂျိတ်ကျိုးသွားမယ်ကျိုးပြတ်သွားမယ်ဂျိတ်အားသွားမယ်အဒီခက်ခဲတွေအများကြီးရှိမှာပဲကဲဒါလေးကတော့ကျွန်တော်တို့ကိတ်ကြီးလုံးဝကိတ်ကြီးလက်တိချီတွေပါတုံသွားတဲ့ကိတ်ကြီးရဲ့သူ့ဆွဲကိုဆွဲမတန်လေးရဲ့နောက်မှာကျွန်တော်ပြန်ရတဲ့ result လေးပါနော်ဒါကတော့ကျွန်တော်လက်တကန်းလေးရောက်မှပဲကျွန်တော်ဒါဟောဖြစ်တာပါနော်မျက်တွေနဲ့ညှိပြီးတော့ပြန်ပါသွားတာပါအဲ့တော့ဘာဖြစ်ပါဒါ30ကျော်တယ်လုံးဝ heavy ပဲမတန်မြင်လားအားလုံးပဲကျောင်းကြီးကိုလည်းကျင်းတဲ့နှစ်သက်မယ်လို့ထင်ပါတယ်ဗောနော်အားမရပါမယ်လေဗောနော်အဲကျွန်တော်နောက်တစ်ခေါက်ဒီကိုလာရင်ဒီထက်ပိုပြီးမိုက်တဲ့စီစဉ်နဲ့ဒီမှာပြန်ကျုံးမှာဖြစ်ပါတယ်အဲ့တော့ဘိုင်းနှစ်မှာပြန်ဆောင်ကြမယ်အားလုံးပဲဘိုင်ဘိုင်